Hello Emily ပါ Emily ဒီနေ့ကတော့ China ကိုသွားဖို့အတွက်လေယာဉ်ကွင်းကိုသွားတဲ့ vlog လေးပဲဖြစ်ပါတယ်ရှင် Emily နဲ့အတူတူပဲခေကြပါအောင်နော်လေယာဉ်ကွင်းက Emily နဲ့ Emily အိမ်နဲ့နည်းနည်းဝေးတဲ့အတွက်ကြောင့်တစ်စီတော့ခေါ်ရပါမယ်ရှင် Hello ကျမလေယာဉ်ကွင်းလေးသွားချင်လို့ပါရှင် Hello အော်ဟုတ်ကဲ့ပါဗျကျွန်တော်အဲ့ဆိုလာခေါ်ပေးပါမယ်ဗျကဲလေကိုသွားမလို့ဆိုတော့တော့ခေါ်အောင်မယ်မအမလီအင်ရဒီနေရာပဲဟုတ်တယ်မရေကျွန်တော်ရောက်ပါပြီဗျမလေးကိုအောင်သွားမဆိုတော့အမဖယ်သွားမလို့လဲဗျဟွာလီကျမလေးကိုအောင်သွားမဆိုကျမချိုင်းနာသွားမလို့ပါရှင်အိုးဟုတ်ကဲ့အခုမြင်လေးမောင်းပြီးနော်ဟုတ်ကဲ့ပါဗျအမရောက်ကနေပြီနော်မခဏလေးပဲစောင့်ပေးပါဗျအမရောက်ပါပြီဗျဟုတ်ကဲ့အကိုဘယ်လောက်ကြလဲရှင်တက်စီကအမ3000ပဲကြောက်ပါပြီဗျအော်ဟုတ်ကိုဒီမှာပတ်စံနော်အော်ဟုတ်ကဲ့ကျေးဇူးပါဗျကျေးဇူးများတင်ပါတယ်ကဲဒါဆိုရင်တော့အမီတို့လေးကွင်းတော့ရောက်ပါပြီရှင်လေရင်ပေါ်ကိုအမီနဲ့တူတူတက်ကြရအောင်ဒီနေ့ခရီးစဉ်ကတော့လူနေသေးတာလားမရောက်သေးတာလားအမီလည်းမသိဘူးပေါ့နော်လူတွေကတိတ်တော့မရောက်တော့သေးဘူးထင်တယ်ပေါ့နော်အမီကနောက်ကျပြီလို့ထင်နေတာစောရတယ်ပေါ့နော်နည်းနည်းလေးစောပါတယ်လူတွေတိတ်ပြီးမတွေ့ဘူးပေါ့နော်ဟုတ်တယ်ပေါ့နော်တိတ်ပြီးမရောက်ကြသေးတာပါတယောက်နှစ်ယောက်ပဲရှိပါတယ်အမီကခုနမှ35ကြပါရဲ့ရှင်ခုံပေါ့နော်ကဲအမီလေးရင်ထွက်တဲ့အထိတော့မရိုက်ပြတော့ပါဘူးရှင်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုလေးမှပြန်ဆုံပါမယ်နော် China ရောက်တဲ့ခါကျရင်လည်းအမီ vlog လေးရိုက်ပေးပါမယ်ရှင်အဆုံးထိကြည့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye